ဒီနေ့ရောက်ရှိနေတဲ့နေရာလေးကတော့ဝိရယတော်ဆိုလည်းမျိုးဖြစ်ပါလိမ့်ရှင်။ဝိရယတော်စီတော်မျိုးကြီးရဲ့သမိုင်းကြောင်းလေးကိုကျွန်မကြည့်လို့မျှော်ပေးတော့မှာပါရှင်။ဒီခေတ်ကနောက်ဝိရယတော်ရဲ့လက်စလူလာမြတ်တော်ရဲ့ဇီရောရဲ့သမိုင်းကြောင်းလေးကိုတင်ဆက်ထားတဲ့ဗီဒီယိုလေးရှိပါမယ်ရှင်။ဒီလိုအဲ့ဒီဗီဒီယိုလေးကိုကြည့်နေဆိုတော့ကျွန်မရဲ့အကောင့်ထဲမှာဝင်ရောက်ပြီးတော့ဒီဟာကြည့်ရှုနိုင်ပါရှင်။လာမယ့်ဒီလိုရှိရနေရပါကြားရှင်ကြားလေးပြီးခဲ့နေရမဟုတ်ဘူးဆိုပြီးတော့ယခုဒီညတ်တော်ဖြစ်စီရဘုဒ္ဓမတောင်းတော်ကိုကြားလေးကညသားတမန်တော်နဲ့ယခင်ကတခါကြားရှင်လက်ထက်ကရွှေသားတမန်တော်နှစ်စုကိုထောင်နေတက်ကလေးထောင်နေရှိခုနဲ့ဓမ္မနာကြီးတွေမှာတရားဝင်တက်ချင်မှာထောက်တနာပြီးတော့ရင်းတရားတွေနဲ့ထားခဲ့ပါလေပြီးတဲ့အခါမှာရုပ်တရက်ပုံများတွေကိုဖတ်ပြီးတော့ထားခဲ့တယ်ဘာလို့လဲဆိုရင်ယခင်ကဒီညသားတော်ရဲ့ရလာတော်တော်ရဲ့ဓာတ်ရဖြစ်တဲ့ဘောတော့နဲ့ဘောကျော်ဘီးနေတာမျိုးဒီဖြစ်တာမှဒီလေးတော့နောက်ပြီးတော့ဘူးတော့မှတစ်တော်လေတို့ကြားနေတာဒီစပြီးတော့ဒီညသားတော်တော်နဲ့ညသားတော်တော်နဲ့ဘုဒ္ဓမတောင်းတော်ကသာပနာပြီးတော့ညနေလေးနဲ့ထားပြီးတော့ညနေကိုပြန်ပြီးတော့ရှင်။ညနေကိုပြန်လာစေသူတွေမှာဘောတော့ဘောကျော်လေးတို့လူဖြစ်လာတဲ့အခါမှာလူဝင်စားပြီးတော့မဟာဘောကမဟာသူဘောကပတိတာသမီးဖြစ်နေညတလို့ကြီးရောကိုတန်တောင်ကြီးရောဖြည့်ဆက်တွေကြောင်းပို့ပေးပါမယ်ရှင်ဒီဟာကတော့ဘောတော်တိတ်ဘွားကဘောတော်ဘက်ကဘောကျော်ဒီနောင်တစ်ပါးရဲ့တိတ်ဘွားကလူဘွားကပုံတော်တွေကိုထားချင်အောင်ဖြစ်ပါမယ်ရှင်1919ခုနှစ်မှာဝင်းမြို့သူကြီးနေမျိုးတမနာစီတူကဥရုဟေမန္တာတပေါင်းလာစံ15ရက်နေ့မှာမနေ့တစ်ချက်ကြီးအချိန်မှာပထမဌာပနာထားတဲ့မကောင်းတဲ့တရားတွေကိုထုတ်ဖြတ်ပြီးတော့တန်တောင်66တောင်2မိုက်အနည်းရှိရဲ့ရွှေသားအတိကြီးတဲ့ရွှေတောင်ကြီးကဲ့သို့စေရီတော်မြတ်ကြီးကိုအတီးတိုင်းတည်ထားကိုယ်ဝင်နိုင်ခဲ့ပါရဲ့ရှင်ယခုမြင်တွေ့နေရတဲ့ရသလုံးစေရီတော်မြတ်ကြီးပဲဖြစ်ပါရဲ့ရှင်ပကွေးမြတလုံးစေရောမြက်ကြီးကအေယာဝတီမြကမ်းဘေးမှာတည်ရှိတာဖြစ်ပါတယ်ရှင်။ဟိုးမှာမြင်နေရတာကတော့အေယာဝတီတရားမကွေးဖြစ်ပါတယ်ရှင်။လာရောက်လည်းပဲဖူးမြော်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြရတဲ့ကျေးဇူးတင်ပါတယ်ရှင်။နောက်လည်းဒီလိုဗီဒီယိုလေးကိုဖန်တီးပြီးတော့တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ TikTok နဲ့ Facebook ဆိုရင် Like and Follow လေးလုပ်ပေးပြီးတော့ YouTube ကနေကြည့်ရှုနေလို့ဆိုရင်တော့ Subscribe လေးလုပ်ပေးကြပါရှင်။ကျေးဇူးတင်ပါတယ်ရှင်။